ဒီနေ့ကတော့ငဖယ်ငဆုပ်ကိုမကြီးရည်လေးနဲ့ချက်ပြမှာဖြစ်ပါရဲ့ရှင်အရင်ဆုံးဇေယျနေဝေလာတဲ့ငဖယ်ချစ်တီကိုစားအချုံမုံထည့်ထောင်းပြီးတော့အလုံးလေးတွေစုပ်ပြီးတော့ကြော်ပေးထားပါမယ်ရှင်ကြော်ပြီးသားငဖယ်ငဆုပ်လေးတွေကိုပကံထဲထည့်ပြီးဆယ်ပေးထားပါမယ်ရှင်ပြီးရင်တော့ဂျင်းကျက်တို့ဖြူရုပ်တီထောင်းထားတာလေးတွေကိုစီတက်ပေးပါမယ်ရှင်ရုပ်တီလေးတွေကြက်သွန်လေးတွေကြက်လာပြီးဆိုရင်တော့အနှစ်မြတ်မြတ်ရအောင်လို့ခရမ်းကျင်တီပပလိထားလေးထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်စားတစွန်းဟေးချုံမုတ်တစွန်းထည့်ပြီးတော့ခရမ်းကျင်တီလေးတွေဤလာတဲ့အထိစီတက်ပေးပါဖြစ်ပါရဲ့ရှင်ခရမ်းကျင်တီလေးတွေလည်းနူးပြီးကြည်လာပြီးဆိုရင်တော့ငဖယ်ကြော်ထားလေးထည့်ပြီးတော့မွေပေးလိုက်ပါမယ်ရှင်ငဖယ်လေးတွေကိုအနှစ်လေးတွေနဲ့တည်တည်ချာချာနှံ့အောင်ဝေပြီးပြီဆိုရင်တော့မကြီးရည်လေးထည့်လိုက်ပါမယ်ရှင်ပြီးရင်တော့အနက်လေးမွေးအောင်လို့မဆလာလေးအနှဲငယ်ပါအုပ်ပါမယ်ရှင်ပိုပြီးစားကောင်းအောင်လို့နည်းနည်းလေးအနှဲငယ်ပါအုပ်လိုက်မယ်ဆိုရင်တော့အရသာရှိပြီးစားကောင်းတဲ့ငဖယ်စီပြန်ဟင်းလေးတစ်ခွက်ရပါပြီရှင်ငဖယ်စီပြန်ဟင်းလေးကထမင်းစားလဲမိန်ပြီးစားလို့သိကောင်းတာကြောင့်အိမ်ရှိမလေးလည်းအိမ်မှာချက်စားကြည့်ကြပါအောင်နော်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့အကောင့်လေးကိုလည်း follow လုပ်ပေးခဲ့ကြပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါအားလုံးပဲ bye bye